အာဆင်နယ်နှင်းဖြစ်လာတော့မှာလားပရီးမီးယားလိပွဲစဉ်ခုနှစ်မှာတော့အာဆင်နယ်ကဝက်ဆမ်ကိုနှုတ်ကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်နေရာဒီဇန်အမရိမှာအနိုင်မရခဲ့တဲ့မျိုးခံပြိုင်ဘက်ကိုဂိုးပြက်အနိုင်ရခဲ့တာကျင်းနေစရာကောင်းတဲ့အပြင်လီဗာပူးရဲ့ရှုံးပွဲကြောင့်ပရီးမီးယားလိအမှတ်ပေးစရာရဲ့ပထမနေရာကိုပါသိမ်းပိုက်ထားနိုင်ခဲ့ပါပြီပရီးမီးယားလိဘောလုံးရသည်မစခင်မှာလက်ရှိချန်ပီယံလီဗာပူးကဗိုလ်ထက်ဆွဲဖို့ရပန်းအစားဆုံးအသင်ဖြစ်နေခဲ့တာပါဒါပေမဲ့လက်ရှိခြေစွမ်းနဲ့ရလက်ပိုင်းအရအာဆင်နယ်ကလီဗာပူးကိုကြော်တက်ပြီးပရီးမီးယားလိမှာဗိုလ်ဆွဲဖို့ရပန်းအစားဆုံးအသင်ဖြစ်လာပါတယ်အာဆင်နယ်ကလီဗာပူးကိုပရီးမီးယားလိပွဲစဉ်3မှာအရင်နှိမ့်ခဲ့ပြီးနောက်ကစားခဲ့တဲ့ပြိုင်ပွဲစဉ်9ပွဲဆွဲရှုံးပွဲမရှိဘဲ6ပွဲထိအနိုင်ရထားတာပါဂျိုဂျန်နီတွေကတော့ခရစ်စတယ်ပဲတွေဂါတာဆေးချက်စီတို့ကိုအဝေးကွင်းမှာ3ပွဲဆက်အရင်နှိမ့်ခဲ့ပြီးနောက်ဖီယားတွေကစတင်ရရှိနေပါပြီအာဆင်နယ်ကတောင်တွင်းနဲ့ခံစစ်ကစားသမားတစ်တွေရဲ့ခြေစွမ်းပြောင်းမှုနဲ့အမြင့်ပြင်းနေခြင်းလီဗာပူးကတော့အဓိကကစားသမားအချို့ရဲ့ခြေစွမ်းကျဆင်းမှုကစားသမားတစ်ချို့အသင်းမှာအသားကျဖို့ရုန်းကန်ရမှုနဲ့ခံစစ်ပြဿနာတွေကြောင့်ခြေစွမ်းပိုင်းမှာသာမကရလက်ကျဆင်းမှုနဲ့ပါရင်ဆိုင်နေရတာပါရာသီအစပဲရှိသေးတာကြောင့်ဘာမှအတိအကျပြောမရသေးပေမဲ့ဒီတိုင်းဆိုရင်လာမယ့်2026ဟာအာဆင်နယ်စူဖလားရဲ့သိမ်းပိုက်နိုင်မဲ့နှစ်ဖြစ်လာတော့မလားဆိုတာစိတ်ဝင်စားစရာပါပဲအားလုံးပဲရှင်လန်းချစ်မိတော်နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Mo ကြီးပေးမှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ